ဒီလုပ်ငန်းစဖို့အရင်တစ်ခေါက်ကြိုးစားတော့ကလည်းမအောင်မြင်ခဲ့ဘူးငါရဲ့အင်္ဂလိပ်စာရေးချင်းကအားနေတယ်ရေတော့ကဘလို့ကြိုးစားမတိုးတက်ခဲ့ဘူးငါရဲ့စွမ်းကဒီလောက်ပဲဆိုပြီးတော့ကတ်တက်ခံရတဲ့အသွေးတွေနဲ့ရှင်းတဲ့နေကြရလူတွေအများကြီးပါဟယ်လိုတတမ်းမီတို့အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကိုပိုင်ကိုကတိုးတက်ဖို့အတွက်အမြဲတစေလေးလာအားထုတ်နေတဲ့လူငယ်တွေအတွက်သင်ခန်းစာယူစရာကောင်းတဲ့စင်ကြိုးကလေးဆိုတဲ့ပုံမြင်လေးကိုပြောပြပေးသွားခြင်းပါတယ်တခါတော့ကလူငယ်တယောက်ကလမ်းလျှောက်သွားရင်းနဲ့စစ်စကန်တစ်ခုကိုရောက်သွားခဲ့ပါတယ်အဲ့ဒီမှာသူဘလို့မှထင်မထားတဲ့မြင်ကွင်းတစ်ခုကိုမြင်တွေ့လိုက်ရပါတယ်သူကဘာတွေ့လိုက်ရလဲဆိုတော့အဲ့ဒီစင်ဟန်ကစင်ကြီးတွေဟာဘလို့တန်ခွန်ချဘလို့တန်ကြိုးကြီးတွေနဲ့မှချုပ်နှောင်ခံရတာမဟုတ်ဘဲနဲ့သူတို့ရဲ့ခြေထောက်တစ်ဖက်မှာတာမန်ကျိုးမြင့်သေးလေးချောင်းနဲ့ချုပ်နှောင်ခံရတာကိုသူတွေ့လိုက်ရလို့ပါပဲသူကခဏရက်ပြီးစောင့်ကြည့်နေပါတယ်ခလေးလေးတယောက်ကအဲ့ဒီစင်ကြီးကိုတွန်းထိုးပြီးတော့ကစားနေပေမဲ့စင်ကြီးဟာငြိမ်သက်စွာပဲရက်နေခဲ့ပါတယ်တကယ်ကတော့ဒီလိုကြီးမားထွားကြိုင်းတဲ့တိရစ္ဆာန်ကြီးတွေဟာဒီလိုကျိုးမြင့်သေးလေးတွေကိုသူတို့ရဲ့ခွန်အားတစ်လုံးသုံးပြီးဘယ်ချိန်မှမဆိုဆွဲဖြတ်ထွက်ပြေးလို့ရနိုင်ပါရဲ့နဲ့ဘာလို့မလုပ်ရလဲဆိုတာကိုသူအကြီးကျယ်နားမလည်ဖြစ်သွားပါတယ်အဲ့ဒါနဲ့သူကအနီးနားမှာရှိတဲ့စင်သေးစရာကိုမေးကြည့်လိုက်ပါတယ်စင်သေးကြီးဒီစင်ကြီးတွေဟာဒီကျိုးကလေးကိုဘာလို့တစ်ချက်တည်းဆွဲဖြတ်ပြီးထွန့်ပေးကြတာလဲဗျာသူတို့မှလုံလောက်တဲ့ခွန်အားတွေအများကြီးရှိနေတာပဲမဟုတ်လားဒီတော့စင်သေးစရာကြီးကပြောင်းလာပြီးတော့ဖြေပါတယ်ဒါကြီးသူတို့ဟိုးငယ်ငယ်တည်းကဒီကျိုးလေးတွေကိုပဲသုံးပြီးခြိရခဲ့တာလေအဲ့ဒီရွယ်တုန်းကတော့ဒီကျိုးလေးတွေကသူတို့ကိုထိန်းထားဖို့လုံလောက်တာပေါ့ဒါပေမဲ့သူတို့ကြီးပြင်းလာတဲ့အခါမှာလဲဒီကျိုးလေးကိုဆွဲဖြတ်လို့မရဘူးဆိုတဲ့အတွေ့ကသူတို့စိတ်ထဲမှာအမြဲရှိသွားတယ်ဒီလိုကြီးမားပြီးတမန်ဖွာကြတဲ့တတော်ဝါကြီးတွေကသူတို့ရဲ့စိတ်ထဲကငါမလုံနိုင်ဘူးဆိုတဲ့ယုံကြည်ချက်တစ်ခုတည်းကြောင့်သူတို့ထွက်ပြေးလို့ရနိုင်တဲ့နောင်ခွက်ထဲမှာပဲတစ်သက်လုံးနေသွားကြတယ်ဒီပုံမျိုးကိုနားထောင်ပြီးတော့ကိုယ့်ကိုနောက်ပြန်ဆွဲရတဲ့အသက်ရဲ့ယုံကြည်ချက်တွေကိုလက်မခံပါနဲ့ဆိုတာကိုဒီကနေပြောချင်ပါတယ်လူငယ်တွေစီမှာအောင်မြင်ခြင်းစိတ်ပြည့်ရှိပေမဲ့ဒီလုပ်ငန်းစဖို့အရင်တစ်ခေါက်ကြိုးစားတော့ကလည်းမအောင်မြင်ခဲ့ဘူးငါရဲ့အင်္ဂလိပ်စာရေးချင်းကအားနေတယ်ရေတော့ကဘလို့ကြိုးစားမတိုးတက်ခဲ့ဘူးငါရဲ့စွမ်းကဒီလောက်ပဲဆိုပြီးတော့ကတ်တက်ခံရတဲ့အသွေးတွေနဲ့ရှင်းတဲ့နေကြရလူတွေအများကြီးပါသတိထားကြည့်လိုက်ပါကိုယ့်ရဲ့အသက်ကကြရှုံးမှုတွေဒါမှမဟုတ်မှားယွင်းတဲ့ခံယူချက်တွေအဲ့ဒါတွေကစင်ကြီးရဲ့ခြေထောက်မှာရှိရတဲ့စင်ကြိုးကလေးတွေဖြစ်နေတတ်ပါတယ်ရင်တော့ကအဲ့ဒီကြိုးလေးတွေကကိုယ့်ကိုထန်ချုပ်နိုင်ခဲ့ပေမဲ့ဒီကနေ့မှာကိုဟာပိုပြီးကြီးသွားလာပြီပိုပြီးခွန်အားကြီးလာပြီပိုပြီးအသိပညာရှိလာပြီဆိုရင်ကိုယ့်ရဲ့စွမ်းဆောင်ရည်စစ်ပံကိုထုံမသုံးနိုင်အောင်သားစီထားတဲ့အဲ့ဒီစိတ်ကူးရင်ကြိုးကလေးတွေကိုဒီနေ့ပဲဆွဲဖြတ်လိုက်ဖို့မေ့ပါတယ်လို့ပြောချင်ပါတယ်ပုံမြင်လေးကိုအဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့တွေမှာစိတ်ဝင်စားစရာကောင်းတဲ့ပုံပြင်တွေနဲ့ထပ်ပြီးဆုံကြပါမယ် I love you all ပါ